ခွဲစိတ်ကုသမှုလုပ်မှုတိုင်းမှာတော့ငါမှာလေဘင်းအရင်ပခုံးနဲ့ပိုက်တစ်လျှောက်ကိုနာကျင်မှုကြီးရှိနေခဲ့တယ်ဒီမှာရုပ်ပိုင်းဆိုင်ရာကုသမှုတွေလုပ်ခဲ့ပြီးကလနစ်မှာလည်းနှိမ့်နေတာအဆိုင်တာအကုန်လုံးလုပ်ခဲ့တယ်ဒါပေမဲ့မတက်တာဘူးပုံမှန်အတိုင်းပဲရှိနေတယ်နာကျင်တာကလည်းစက်တိုက်ထင်နေတယ်စက်တိုက်ထစ်လာတယ်နောက်ဆုံးမှာတော့နာကျင်မှုကမခံနိုင်အောင်ပြင်းလာခဲ့တယ်ဆေးရုံမှာဆရာဝန်ကိုသားတွေ့ပြီးနောက်ဆရာဝန်ကစစ်ဆေးပြီးတယ် MRI လည်းလုပ်ပြီးတယ်ဆရာဝန်ကလည်းခွဲစိတ်ကုသနိုင်မလားဆိုတာအကြံပြုပေးတယ်သမီးကလည်းကုစားလည်နဲ့တိုင်ပင်ခဲ့တယ်ကုစားလည်ကလည်းအကြံပြုပေးတယ်သမီးကထမှန်သူတေသနာလုပ်ခဲ့ပြီးနောက်ဆုံးဒီမှာလာကုသဖို့အဆုံးဖြတ်ခဲ့ကြတယ်မှာခွဲစိတ်မလုပ်ဘူးလို့စီထားထားခဲ့ပြီးမြဲအကြံဉာဏ်တစ်ခုခုသာမေးမြန်းဖို့လာခဲ့တာဒါပေမဲ့ဆရာဝန်ကအကြောင်းအရာအလုံးကိုအသေးစိတ်ရှင်းပြပေးလို့ဆရာဝန်ကမနေ့ပြန်မှာခွဲစိတ်လုပ်ဖို့အချိန်လွတ်တယ်လို့ပြောတယ်ခွဲစိတ်လုပ်မလားလို့မေးတော့ okay ဆိုပြီးခွဲစိတ်လုပ်လိုက်တယ်ဆရာဝန်ကလည်းမနာဘူးခွဲစိတ်ပြီးရင်အိမ်ပြန်လို့ရတယ်လို့ပြောတယ်ကိုကပုံမှန်တိုင်းဆက်လက်နေထိုင်တယ်ဘာမှစိတ်ပူစရာမလိုဘူးလို့ပြောတယ်ကျမကလည်းစာအုပ်ဖြူလာပြီးဆရာဝန်နဲ့အတူစာအုပ်ခါပြီးတယ်ဒါကြောင့်အတူတူကြည့်ပြီးတော့သေးကြတယ်ယုံကြည်စိတ်ဆက်ရတယ်လို့ခံစားရတယ်ဆရာဝန်ရဲ့အတွေ့အကြုံတွေအများကြီးကိုလည်းမြင်တွေ့ရတော့ယုံကြည်မှုပုံမှန်ပေါ်ထားတယ်ခမဝင်မီမှာပဲဆရာဝန်ဝိချန်ကမိခင်ကိုတယောက်တည်းအထစ်ကျန်အောင်မထားဘူးလို့ပြောထားခဲ့တယ်မိခင်ကခမထွက်လာတဲ့အခါမှာမိသားစုဝင်တွေတော့မဟုတ်တားသမီးတွေကအပြစ်မှာစောင့်နေမှာပါထွက်လာတဲ့ချိန်မှာလေတားသမီးတွေကိုချက်ချင်းပြရတယ်ဆရာဝန်ကလည်းမစွန့်ပြတ်ဘူးအစင်ဆက်နားလဲအောင်အစင်စင်ရှင်းပြပေးနေတယ်ဒါကြောင့်စိတ်အေးကြတယ်ဟောလာတာနဲ့တခုပဲပြန်သတိရလာတယ်မနာဘူးအနည်းငယ်ပြီးထွက်ဆိုးကျိုးလေးရှိတာကလေချောင်း66နဲ့လေချောင်းနာတာလေးပဲတားပြင်အနာကတော့မနာဘူးမကြိုက်ဘူးလိစင်ဘဝကိုပုံမှန်အတိုင်းဆက်လက်လုပ်နိုင်တယ်စားတော့တာလည်းပါပဲဖြစ်စားနိုင်တယ်အရန်အန်တော်သွားတာကဝန်ဆောင်မှုတိုင်းမှာပါပဲတစ်ခုချင်းစီမှာတိတိကျကျဝန်ဆောင်မှုတွေရရှိနိုင်တယ်စေးရုံထဲမှာအထက်တိုင်းတက်သွားရင်တောင်အားလုံးအရန်အန်တော်သွားတယ်နားနိခမ်းမှာတောင်ကိုယ်တိုင်မထက်နိုင်ဘူးသူနာပြူကိုခေါ်ပြီးအင်ကားသွားဖို့အကုန်ကြီးတောင်းရတယ်ကိုပါလှုပ်ချင်ပြီးမြဲသူနာပြူတွေကိုအားလုံးသိအောင်ပြောရတယ်ဆရာဝန်တိုင်းစေဘဆုံကဆရာဝန်တွေကုသပေးတဲ့အဖွဲ့အစည်းအားလုံးကိုလည်းအရန်အန်တော်သွားတယ်အားလုံးကဝင်လာပြီးအားဖြည့်စကားပေးကြတယ်လာမင်းကြတယ်ကိုယ့်အခြေအနေကိုစုံစမ်းကြတယ်ဒါတော့မကတောင်းကြီးအုပ်ချုပ်ရေးမှုတော့ဝင်လာပြီးအလီလာခဲ့တယ်